ဒါလေးကခလေးဝေးပတန်လေးပေါ့နော်ခလေးလေးအတွက်ချုပ်ထားတာခလေးဆိုရင်ရင်း28နော်ခါ25ခွဲပေါ့နော်ပခုံးက12ဖြစ်တဲ့အတွက်အမားက6ယူတယ်နော်ဂျိုင်းကလည်းအတူတူပဲသူက12မလို့မှ6ယူထားတယ်နော်ဂျိုင်းကို6ယူထားတယ်6ကိုမားကတဝက်ဝက်လိုက်တယ်ဝက်ပြီးတော့ပေခွေးလေးနဲ့နော်ပြပြလေးဝိုက်ထားတယ်နော်လေပင်ပခုံးကလည်း12ဆိုအမ6ယူထားတယ်လေပင်ကိုတော့အမ2ခွဲပဲဖောက်ထားတယ်နော်ကလေးဆိုတော့ခတ်တင်လေးယူထားတယ်ခတ်တင်ဆိုအမကသူ့ခထောင်လေးချုပ်ပေးမှာမဟုတ်လို့ခတ်တင်လေးယူထားတယ်နော်တောက်ကကြတော့ဟိုဘက်9မူဒီဘက်9မူပေါ့နော်တောက်ကဟိုဘက်9မူဒီဘက်9မူယူထားတယ်ဒါကအမကခထောင်ဖြစ်မှာခထောင်လုံးမှာမဟုတ်လို့ဒီကြောလေးကနေပြီးတော့အမမြင်းတစ်ချောင်းဆွဲထားတယ်နော်ဒီအကျယ်အဝန်းက3လက်မှရှိတဲ့အတွက်အမတဝက်ဝက်ထားတယ်တစ်ခွဲမှာရင်းဆွဲထားတယ်နော်ဒါခထောင်ပတန်လေးပါပြီးရင်အမတခြားလေးပြန်ပြီးတင်ပေးမယ်နော် sorry နော်ဒါကနောက်ချမ်းနော်အမ front နဲ့ရေးထားတယ်ဒါက back နော် B1 B2 နဲ့တောင်းမယ်ဒါကနောက်ချမ်းလေးပါချုပ်ပြီးရင်လည်း result လေးကိုပြပေးမယ်နော်